မိုင်ကိုထားခဲ့ပြီးချဲစီနဲ့ချက်ချင်းတူသွားတဲ့ဂျိုးကြောင့်အားလုံးပဲမင်္ဂလာများဝမ်ချန်ထေတန်စပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်။ဒီဟာဒီနေချီမင်းကြီးလောကဒန်နဲ့ကြုံရတိုင်းမခွဲအတူမြင်တွေ့ရတာကတော့လီဗာပူးနဲ့မန်ချက်စတာနိုင်တို့ရဲ့ချက်ချင်းမြစ်တာဖြစ်ပါတယ်။ဒီတစ်ပတ်တော့မန်နိုင်ချက်ကရှိုးမသေးကြနေတဲ့ဗီလာဘက်ကပွဲကိုရှင်မြန်ကစားရဖို့ရှိနေတာကြောင့်ဂျိုးကြောင့်ငှက်တင်တရားနီကိုထားရခဲ့ပါပြီ။ဒီရက်မှာလီဗာပူးကတော်တင်ဟန်ကိုအဝေးကွင်းတွားရောက်ရှင်မြန်ကစားခဲ့ပြီး1-2နဲ့နိုင်ရရှိလာခဲ့ပါတယ်။လီဗာပူးကကစားပုံတစ်စမှမကောင်းသေးတယ်လို့ဘောလုံးရတာနဲ့နောက်ပြန်ပေးရင်အချိန်ကုန်နေတာပါ။တော်တင်ဘက်ကဇာဘီဆိုင်မွန်ကြောင့်မိုင်မဲလာတဲ့အနီကတ်ကိုယူပြီးမိနစ်30ကျော်ကလေးကထွက်သွားရတာတော့လီဗာပူးတို့ကလွှမ်းမိုးကစားနိုင်ခြင်းမရှိခဲ့ပဲပထမပိုင်းမှာဂိုးမရှိသေးဖြစ်နေခဲ့ပါတယ်။ဒုတိယပိုင်းပြန်စားမှာလန်ဆာနာအီဆက်ဝင်လာပြီးလီဗာပူးတို့အတွက်အဖွင့်ကိုသွင်းယူပေးခဲ့ပါတယ်။ဒါပေမဲ့အီဆက်ကနောက်ထပ်4မိနစ်အကြာမှာဗန်ဒီဗန်ရဲ့ဖျက်ထုတ်မှုကနေဒဏ်ရာရရှိသွားခဲ့ပြီးလူစားပြန်လည်လိုက်ရပါတယ်။ဟူဂိုအီကီတီကေကလီဗာပူးအတွက်အနိုင်သေးကြောင်းနောက်တစ်ဂိုးသွင်းယူပေးခဲ့ပါသေးတယ်။ဒါတော့မှလီဗာပူးတို့83မိနစ်မှာရီချာလီဆန်ချီပါကိုသွင်းယူသွားတာခံလိုက်ရပြီးရုန်းကန်နေရပါတယ်။အချိန်မို9မိနစ်မှာရင်ခုန်စရာများခဲ့ပေမဲ့ခရစ်စတီယန်ရိုမဲရိုပါနှစ်ဝါဒီနဲ့ထွက်သွားတဲ့အခါကျမှဂျိုးဂျာငှက်တွေတပ်ပြင်းချပြီးအဝေးကွင်းနိုင်ပွဲရှာဖွေနိုင်ခဲ့ပါတယ်။ဒီဘက်မှာချဲစီကနျူကာဆယ်ကိုဝေးကွင်းတွားရောက်ရှင်မြန်ကစားခဲ့ပြီးတူတူနဲ့တေးကြလာပါတယ်။ချဲစီကပရိုင်မှာဒူးစီနဲ့ရှုံးနေတာကိုနောက်ကနေလိုက်ကစားရင်ကန်ကောင်းလို့တေးတမ်းမဲ့ရလာခဲ့တာပါ။အခုဆိုရင်ချဲစီနဲ့လီဗာပူးကအမှတ်တူဂိုးကော်ဟာချက်နဲ့အဆင့်4နဲ့5မှာတေးသေးရပ်တည်နေကြပါတယ်။နှစ်ယောက်သားကတော့အဆင့်1နေရာကိုမှန်းနေကြအောင်မှာဖြစ်ပြီး10မှတ်ကွာချက်ကိုဒုတိယရာသီဝက်မှာရှော့ချနိုင်မှုစ조사သွားအောင်မှလည်းဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးတင်ပါတယ်။